ပေါ့ပေါ်ကြီးတွေစီကတဲကော်ပီခဲ့တဲ့ဘောလုံးကစားနည်းကျွန်တော်တို့ဒီနေ့ခေတ်မှာတွေ့မြင်နေရတဲ့ဘောလုံးအားကစားရှေ့ခေတ်တရုတ်ပြည်ဟန်မင်းဆက်မှာကစားခဲ့တဲ့စူဂျူးဆိုတဲ့ကစားနည်းကနေဆင်းသက်လာတာဖြစ်ပါတယ်။စူဂျူးဟာဘောလုံးကစားနည်းတွေထဲမှာရှေးအကြဆုံးဖြစ်ပြီးတော့ BC 206ခုနှစ်ကတည်းကရှေ့ခေတ်တရုတ်စစ်တပ်ထဲမှာကိုလက်လှုပ်ရှားစရာတစ်ခုဖြစ်ကစားခဲ့ကြပါတယ်။ရှေ့ခေတ်ဂရီးနဲ့ရောမခေတ်တွေမှာလည်းဘောလုံးကိုခြေထောက်ရောလက်နဲ့ပါကိုင်ပြီးကစားတဲ့ကစားနည်းတွေရှိခဲ့ပါတယ်။အင်္ဂလန်နိုင်ငံမှာတော့12ရာစုလောက်မှာဘောလုံးကစားနည်းစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးတော့လူအစုလိုက်ပြုံလိုက်တဲ့လေပွင့်တွေရက်ွက်လမ်းမတွေပေါ်မှာစတင်ကစားခဲ့ကြပါတယ်။ဒီကစားနည်းကအရန်ကျန်းတဲ့ပြီးတော့ထိခိုက်ဒဏ်ရာတွေလည်းရကြတာမို့အင်္ဂလန်နိုင်ငံရဲ့ဒေသတော်တော်များများမှာပိတ်ပင်ခဲ့ရတဲ့အထိကိုဖြစ်ခဲ့ပါတယ်။အဲဒါကြောင့်ပဲအင်္ဂလန်နိုင်ငံရဲ့ဘောလုံးအသင်းတွေက1863ခုနှစ်မှာအင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ် FA ကိုတရားဝင်ဖွဲ့စည်းခဲ့ကြပြီးတော့ဘောလုံးနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေချမှတ်ခဲ့ပါတယ်။1858ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ Sheffield SC ဟာကမ္ဘာပထမဆုံးဘောလုံးကလပ်ဖြစ်ပြီးတော့1888ခုနှစ်မှာစတင်ပေါ်ပေါက်လာခဲ့တဲ့အင်္ဂလန်ဖုတဘောလိထက်တက်တဲ့အနှစ်30ပိုဆိုးပါတယ်1882ခုနှစ်မှာတော့ကမ္ဘာပထမဆုံးနိုင်ငံတကာပွဲစဉ်ဖြစ်စကော့တလန်နဲ့အင်္ဂလန်အသင်းဟာစကော့တလန်နိုင်ငံကော့စကိုမြို့မှာကစားခဲ့ကြပြီးတော့ဂိုးမရှိသည့်ရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်နိုင်ငံတကာဘောလုံးဖွဲ့စည်း FIBA ကိုတော့1904ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးတော့သူ့ရဲ့စီစဉ်မှုနဲ့ပဲပထမဆုံးကမ္ဘာဖလားကို1903မှာစတင်ကျင်းပခဲ့ပါတယ်အသင်း73သင်းပဲပါဝင်တဲ့အဲ့ဒီပွဲစဉ်တွေကိုဥရုဂွေနိုင်ငံမှာဇွန်လ23ရက်ကနေ30ရက်အတွင်းကျင်းပခဲ့ပြီးတော့အေရှန်ဥရုဂွေအသင်းကပဲအဲ့ဒီပြိုင်ပွဲမှာပူဆွဲခဲ့ပါတယ်အခုနှစ်နောက်ပိုင်းတွေမှာတော့ဘောလုံးကအားကစားတစ်ခုဆိုတာထက်စီးပွားရေးဘက်ကိုပိုပြီးဦးတည်လာတာကိုကျွန်တော်တို့တွေ့မြင်နေရပြီဖြစ်ပါတယ်